106ရက်မြောက်နေ့မနက်ခင်းမှာ Woolwich ကနေ Alexandria ကိုအလွန်အေးတဲ့ရာသီဥတုကြားကနေကျွန်ုပ်တို့ရှောက်လန်းခဲ့ပါတယ်။အပူချိန်နှုတ်8ဒီဂရီစင်တီဂရိတ်အပြင်ပြင်းထန်တဲ့လေဒဏ်ကြောင့်ပိုပြီးတော့ချမ်းအေးလာပါတယ်။ဒီလောက်ခက်ခဲတဲ့ရာသီဥတုကြားမှာတော့ကျွန်ုပ်တို့ကိုလာရောက်ကြိုဆိုတဲ့လူများပြားကိုတွေ့ရတာတကယ့်ကိုအားရှိစရာပါပဲ။အေးစိမ့်နေတဲ့လေပြင်းတွေကိုအန်ဒူဘီတင်တို့ပေးခဲ့တဲ့အမတ်တရပန်းလေးတွေနဲ့ပြုံးရှင်မှုကြိုဆိုမှုတွေဟာကျွန်ုပ်တို့ရဲ့နှလုံးသားကိုဘာနဲ့မှမလဲနိုင်အောင်နှွေးထွေးစေပါတယ်။ရာသီဥတုကဘလောက်ပဲဆိုးရွားပါစေတင်တို့ရဲ့နှွေးထွေးတဲ့စေတနာတွေကြောင့်ကျွန်ုပ်တို့ဟာငြိမ်းချမ်းရေးနေအောင်ချီအောက်မှာလမ်းလျှောက်နေရတယ်လို့ခံစားရပါတယ်။ကျွန်ုပ်တို့ရဲ့ဒီခီးစဉ်ဟာအေးဆက်နေတဲ့နှလုံးသားတွေကိုနှွေးထွေးမှုပေးနိုင်ပါစေ။တကိုယ်တည်းဝေဒနာခံစားနေရသူတွေအတွက်လည်းခံစားနေရတဲ့ဆင်းရဲဒုက္ခတွေသက်သာရာရပါစေ။ကျွန်ုပ်တို့ရဲ့ခြေလန်းတံမှန်မှန်တွေဟာခေါင်းလောင်းတန်လေးတစ်ခုလိုတင့်ကိုတတိတရားစီပြန်လဲခေါ်ဆောင်ပါစေ။ငြိမ်းချမ်းရေးဆိုတာတင့်ရဲ့အသက်ရှူတန်လိုပဲတင့်အနားမှာအမြဲရှိနေရဲဆိုတာကိုပြန်လဲသတိရသွားစေဖို့ပါပဲ။ငြိမ်းချမ်းပါစေ။ငြိမ်းချမ်းကြပါစေ။ကျွန်ုပ်တို့ရဲ့တတိကဲလေးအာလောကဒီနေ့မနက်မှာတော့သူအကြိုက်ဆုံးမုံစားပြီးပျော်ရွှင်နေပါတယ်တဲ့။ရဟန်းတော်များကလည်းအာလောကကိုကြည့်ပြီးသဘောကျနေကြပါတယ်။ Woolwich ကHidden Garden ဟိုတယ်မှာရှိနေတော့သူငယ်ချင်းအစ်စ်တွေနဲ့ဆုံတွေ့ခဲ့ရပါသေးတယ်။အတန်မြည်တဲ့အယုတ်လေးကိုမြင်တာနဲ့အာလောကတယောက်ပျော်ပျော်ကြီးပြေးစော်နေတော့တာပါပဲ။ဒီနေ့ရဲ့ငြိမ်းချမ်းရေးစကားဝိုင်းမှာတော့အာလောကကကြိုဆိုနှုတ်ဆက်ရေးဒါရိုက်တာအဖြစ်တာဝန်ယူခဲ့ပါတယ်တဲ့။စကားမပြောနိုင်ပေမဲ့သူ့ရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေကလူတိုင်းကိုနှွေးထွေးတဲ့အပြုံးတွေပေးစွမ်းနိုင်ခဲ့ပါတယ်။ကျွန်ုပ်တို့ရဲ့ခြေလေးချောင်းတန်တမန်လေးအာလောကကိုလူတိုင်းကချစ်ခင်ကြပါတယ်။တတဝါအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာပြီးငြိမ်းချမ်းကြပါစေခင်ဗျာ။